ရထားပူတာတစ်ခုမှနိုးလာတဲ့အင်ချီယာမဲ့တယောက်ဟာဘေးမှာထိုင်နေသူကိုမီးတတိုးလောက်ရနိုင်မလားတောင်းတော့စာရွက်တရွက်ထိုးပေးလာပြီးမှတ်ညံနေပြတ်ဆုံးသွားရင်လူလဲသိတယ်လို့ပဲလို့နာကျင်စွာရေရွတ်နေပါတယ်။နားမလဲတဲ့အင်ချီယာမဲ့ကတော့မှတ်ညံအကြောင်းပြောရရင်မင်းစောနာကစိတ်လေးတောက်နေတာငါမြင်ခဲ့တာကမှမှတ်ညံလို့ပြောရင်သူစောင့်နေတာစိတ်လေးမီးတတိုးစာလောက်အတွက်မီးချစ်ပေးနိုင်သူကိုလို့ထိုနေရာမှာပဲရထားလက်မှတ်နှစ်ဆောင်နဲ့ထိုင်ခဲ့ဘူးတဲ့မိန်းကလေးထံကတောင်းဆိုနေပါတယ်။ဆက်ရောက်ဖို့နီးကပ်လာတဲ့ရထားဟာဘူရာကထွက်သွားချိန်အထိထိုင်ဆောင်နေခဲ့ပြီးပြိုစင်းလာတော့မဲ့မျက်ရည်တွေကိုဖုံးယုံနဲ့တွန်ချကအတုံးမဝင်တော့တဲ့လက်မှတ်နှစ်ဆောင်ကိုချိန်မွထားခဲ့လိုက်ပါတယ်။အဲဒီနောက်စတိုးဆိုင်တစ်ခုမှဆိုဒါတပူးဝင်လိုက်ပြီးထွက်လာပေမဲ့တစ်ရှူနဲ့အသေးချာတုတ်ထားတဲ့အေးဘူးကကြံခဲ့တာမို့ပြန်လှည့်ရင်ထိုဆိုင်အဝမှာအေးဘူးကန်လာတဲ့လူတစ်ယောက်နဲ့တိုးတဲ့အချိန်ရောပြိုးနေတဲ့ခံစားချက်တွေကြောင့်သူမဝယ်ထားတဲ့ဘူးကိုဖောက်နေသူထံကလူယူမော့တောက်ပြီးထွက်သွားတဲ့နောက်တစမ်းမကြံခဲ့တဲ့အချိုရည်ဘူးကိုလွှင့်ပစ်လိုက်ပါတယ်။ကားပေါ်တက်လာတဲ့မိန်းကလေးကပတ်စံအေးကြံခဲ့လို့ဆိုင်ကိုပြန်ယူတဲ့အခါမှာသူမထင်မှာပြီးအချိုရည်ဘူးယူတောင်းပြီးခဲ့လို့စောနာလူကိုပြန်ရှာပြီးမဲ့မတွေ့တော့လို့အိမ်ပြန်လာပါတယ်။အပြစ်တင်စကားတွေနဲ့စားနှောက်နေတဲ့ညီမဖြစ်သူကိုမတုတ်ပြန်ခဲ့ပဲအခန်းအောင်လေးကိုကြည့်ကမိသားစုရဲ့တိတ်ဆိတ်တဲ့မနှက်စာကိုပြင်ဆင်စားတော့ခဲ့ပါတယ်။ရုံရောက်လာတော့ဒီတိုစကားတွေမျက်လုံးအကြည့်တွေကိုတတိထားနေစဉ်အလုံးနေရတဲ့အတွက်အစင်ပြေလာမေးလာသူဌာနမှုကိုသူမတင်ယူပါမယ်ပြောနေချိန်အနားလာမိတ်ဆက်တဲ့အန်နာချန်ဆိုသူကိုသူမနာမည်ဂင်ဆူချင်းပါလို့အသိပြီးတော့နေရီစာဟောင်းရဲ့မိမကောလိပ်ကငါတငယ်ချင်းစီကအားလုံးကြားထားပြီးပြီလို့စကန်နာထိုးနေပါတယ်။အဲ့ဒီတပုတ်လေလွင်ဖိအားတွေကြောင့်အတိတ်ကိုမေ့ရန်စပင်တူညက်ဖို့စဉ်းစားလိုက်သေးပေမဲ့ပြတ်သားမဆုံးဖြတ်နိုင်ခဲ့ပဲຫນွေမိုးဆောင်းလီလီကိုကူးပြောင်းလာပြီးတဲ့နောက်မှာသူ့သမီးနဲ့အပြင်အတူသွားခွင့်ရဖို့ကျဉ်နဲ့နေတဲ့ဖခင်ဟာမိသားစုကိုနာမည်ပြအောင်အမျိုးမျိုးလုပ်ခဲ့တဲ့သူမကိုမမုန်းဘူးလားမေးတော့အလွယ်တကူမေးပြောင်းနိုင်တာဟာဆုလက်တစ်ခုပဲမို့အတိတ်ကအမားတွေကိုမေးလိုက်ရန်နာချပါတယ်။ဖခင်ရဲ့ဆောင်းလို့ရေးလုပ်ငန်းထံရောက်လာတော့သူမဖုံမုတ်တွေကြောင့်မလိုက်ချင်ကြောင်းချင်းကကားပေါ်မှာပဲရေဒီယိုနားထောင်နေခဲ့ပါတယ်။တထေးပေါ်ရောက်လာတော့သူ့ဝန်ထမ်းနဲ့ပြဿနာတက်နေတဲ့ချောစုဆိုတဲ့တယောက်ကသူ့နာမည်ကိုမမှတ်မိတဲ့တထေးကိုပါအပြစ်တင်ရင်ဒီနေ့ကွန်ကရစ်လောင်းလို့ပြိုကျသွားရင်တည်င်းကောင်းသီးမှာပါကျင်လို့လားလို့ခက်ပြက်ပြက်ပြောပြီးထွက်သွားပါတယ်။ကားပေါ်ကဆိုခြင်းတရားသူနဲ့စတိုးဆိုင်မှာစုံမှုတဲ့ချောစုကိုမြင်ဘူးသလိုရှိမှန်းလိုက်ကြည့်စဉ်းစားနေတော့ကားပေါ်တက်လာတဲ့ဖခင်ကအချိုးမပြေတဲ့ကောင်လို့အဖြစ်တင်မောင်းထွက်လာတဲ့အထိဒီတရားကိုဘယ်မှာမြင်ဘူးလဲလို့စဉ်းစားနေသေးဖြစ်ပါတယ်။အလောက်အပ်ထားပေမဲ့ဖယိုဖျက်ပြစ်ထားခဲ့တဲ့နိုင်ရကြောင့်စိတ်ရှုပ်နေတဲ့ဌာနမှုဟာသူမဘာလို့ပေးနိုင်မလဲစဉ်းစားကြည့်မယ်ဆိုကဖခင်ထံကကျွမ်းကျင်အလုပ်သမားအကူအညီတောင်းကြည့်တော့သူတို့ချင်းချင်းညှိနှိုင်းလို့ဖို့လူတယောက်လွတ်ပေးမှဖြစ်ပေမဲ့ဒေါသကြီးပြီးရန်ကားတတ်သူမို့ပြဿနာမတက်စေရန်တတိပေးလိုက်ပါတယ်။အဲဒီနောက်ရုံရောက်လာတဲ့ချောစုကိုဓာတ်လီကားထဲမှာမြင်တဲ့အခါသူမနဲ့စတိုးဆိုင်မှာတက်တိုးဘူးသူမှမှတ်မိသွားပြီးထိုနေရာကရှောင်ထွက်ချောင်းကြည့်နေပါတယ်။ပြောဆူနဲ့နိုင်ရန်တွေကိုခွာချဖြိုပြက်နေတဲ့ချောစုကိုအထိတ်တလန့်ကြည့်ရင်ကုတ်တဘူးဝဲနေချိန်ကြားလာတဲ့အေးဘူးကိုလာနိုင်နေတဲ့ချောစုကသူမရှိတင်ဖောက်တော့ခသူမတုံးကလိုလေကျင်တက်ပြပြီးဘူးကွန်ပြန်ပေးသွားလို့တွေးပြီးရင်းနေချိန်အိမ်ပြန်မလို့လားဆိုတဲ့ချောစုကြောင့်အယောင်ယောင်မမဖြစ်နေချိန်ဘာမှမပြောပဲကြော်သွားပါတယ်။ဓာတ်စီတားနေတဲ့ဆိုချင်းရဲ့အိတ်ကိုဆိုင်ကယ်သမားတယောက်ကလူယူသွားလို့သူ့ကားတကားနဲ့တားလိုက်ပြီးခဲတဲ့အများကြီးထွက်ကြနေတဲ့ဆိုချင်းကိုဓာရီလိုက်ရောက်နေရလားမေးတော့မကြာခဏပျောက်တက်လို့ဖြစ်ကြောင်းဖြေပါတယ်။ကြောက်လန့်တကြားထပြေးသွားတဲ့တခိုးကိုဆိုချင်းကသဘောကျသွားကြည့်လိုက်ပြီးသူမစလင်ဘတ်ဂျိုးကိုပြန်ဆက်ပေးနေတဲ့ချောစုကကွဲသွားတဲ့ကားမှန်ကိုဘာမှမဖြစ်သလိုခွာထုတ်နေတာမို့ထူးဆန်းသလိုကြည့်ရင်တကားပြင်ဖို့အများကြီးလိုမှလာမေးပါတယ်။ကားချုပ်ခေါ်ပေမဲ့တက်သားချောင်းတွေဂေါ်ပြားတွေကင်ပေးနေရပြီးတကားမပါတဲ့သူတို့ကားကိုဘေးလူတွေကဝိုင်းကြည့်သွားကြပါတယ်။လက်မအားတဲ့ဂျာကစကတ်ကိုဖုံးနေရသူဆိုချင်းတယောက်ဘာကိုမှဂီယူမဆိုင်တယ်လို့နဲ့လေကာမျက်မှန်ကြီးကောက်ဆုပ်လိုက်တဲ့ချောစုကိုရီမိနေတဲ့သူမကပါဂေးစော်တဲ့မျက်နှာဖုံးကြီးကမ်းပေးလာလို့ကောက်တက်လိုက်ပါတယ်။ကားပေါ်ကဘေးစဘောတုတ်ကြီးနဲ့လူတွေကိုလိုက်ရိုက်တာလားမရင်ခဏမေ့တတ်တဲ့သူမကကုတ်ဘူးယူတောင်းမိတဲ့ကိစ္စတောင်းမှနေပေမဲ့လမ်းကိုသာအာယုံဆိုင်နေသူချောစုကတော့အပြေမပေးခဲ့ပါဘူး။နောက်တရက်အလားတွေပြင်နေတဲ့စုချင်းကိုဒိတ်ဆရာလူတွေးပြီလားလို့ဝိုင်းစားနေကြပြီးချီကောင်းပြင်ထားတဲ့စုချင်းတယောက်စားစရာတွေနဲ့ချောစုကိုလိုက်ရှာပေမဲ့စိုက်ထဲမှာအလုံးများနေလို့ဒီနေ့မလာတဲ့အကြောင်းသိလိုက်ရပါတယ်။နောက်ရက်ကွန်ကရစ်လောင်းနေတဲ့ချောစုရဲ့ကားကိုသွားချောင်းကြည့်နေတော့အလုပ်သမားတယောက်ကလာမေးလို့ရှက်ကိုရှက်ကန်းနဲ့ထွက်ပြေးခဲ့ရပါတယ်။ရုံးစိမ့်ချိန်အတူလိုက်လာတဲ့တငယ်ချင်းတွေကတေးပေါက်ချင်လို့အော်ဟစ်နေကြတဲ့အတွက်ချောစုလိုဝိုင်းနာကဖျက်လျှောက်ကသူမကိုကြည့်မနေတဲ့ချောစုရှေ့သွားရတော့ပြန်လဲမောကြည့်လာပြီးခဲတံတွေရောင်းတာဘလို့နေလဲလို့မေးပါတယ်။သူမတို့လမ်းလျှောက်ထွက်လာရင်လမ်းကြုံလို့ဝင်လာတဲ့ဆိုတာကြောင့်နေရာဝိုင်းပေးနေတဲ့ခုံမှာဝင်ထိုင်လိုက်ကြပါတယ်။တညလုံးချောစုနားမှာတိတ်ဆိတ်စွာထိုင်ရင်လက်ချင်းချိတ်ခါအရက်ငှက်ပေးတဲ့ချောစုကဒါကိုတောက်ရင်သူတို့တွဲဖြစ်ကြမယ်။မတောက်ရင်တော့တေးတဲ့အထိသစိမ့်နေဆိုလို့အရက်ကုံမောလိုက်တဲ့သူချင်းရဲ့နှကန်းကိုနမ်းပစ်လိုက်ပါတယ်။အဲဒီနောက်နှကန်းမှုတွေရိတ်ခါ splash တွေတုပ်လိမ့်လိုက်ပြီး baseball တုပ်ကဘာလုပ်တဲ့အရာလဲဆိုတာလိုက်ပြပါတယ်။စုချင်းကိုပါဘလို့ရိုက်ရမလဲတင်ပေးခဲ့ပြီးမိုးမမြင့်လေးမမြင့်ချစ်ကြတဲ့ချစ်သူတွေအဖြစ်ရှေ့ဆက်လာပါတယ်။
ချောစုလိန်ထားတဲ့အနံ့ကိုတေချာရှုကြည့်နေတဲ့ဆိုခြင်းကအရင်အချိန်ကိုပြန်တတိရစေတဲ့ထူးခြားတဲ့ခံစားချက်ပေးတဲ့ဒီအနံ့ဟာအိမ်မက်ကပါတဲ့ပြုတ်ကျသွားသလိုပဲလို့စာဖွဲ့နေတဲ့အတွက်ဒါစပင်းညက်စရာစီကားလို့စားနောက်လိုက်ပါတယ်ဘေးကဗဘူးရုပ်လေးကိုဗာလဲမိတော့အရေးမကြီးသလိုဇွဲယူလွတ်ပြစ်လိုက်ပြီးအိမ်ထဲလိုက်ကြည့်နေသူဆိုခြင်းဟာအဲ့အန်ဇွဲကိုဖွင့်မိရင်ဒီကထွက်သွားရမယ်လို့တတိလန်ပေးပါတယ်ရှာရှာပပဓာတ်ပုံထဲမှာအဖိုးကြီးကဘသူလဲလို့မေးတော့ဘုံကြီးเจ้าတွေကိုစောက်လုပ်ပြီးတဲ့သူ့ရဲ့လက်ဦးဆရာလို့ဖြေပါတယ်ငယ်ဘွားဓာတ်ပုံတွေကြီးကျယ်နေပြောတဲ့အခါဆက်စုလိုက်တာလို့သုံးသပ်ရင်အမြဲလူကြီးဖြစ်နေတဲ့သူ့မှာကလေးပုံမရှိကြောင်းဖြစ်ကဆိုချင်းအာယုံလွဲသိမဲ့ဖဲချက်ကစားနည်းကိုအမေပေါင်မဖို့အဖေဆေးလိုက်ဖို့လို့ဂါရာလိုရွတ်ရင်စားနောက်စော့ကစားနေကြပါတယ်ဒီလိုနဲ့ချောစုနဲ့တွဲတာကြလာတဲ့ဆိုချင်းတယောက်ခြေလုံငန်းတစ်ခုကိုပစ္စည်းလိုက်ယူရင်အပြစ်လိုက်ပြောနေတဲ့အာနာချန်ပေါ်သူမအာယုံမထားပဲအလုံးများနေတဲ့ငှက်မှာဝမ်းနေဖို့အချိန်မရှိဘူးဆိုတော့အဲစကားကရောင်မင်းပြောခဲ့ဘူးလို့အခုဘက်မှာလည်းမင်းနေတော့အိတ်ထက်ကတော့ရဲတစ်ခုထွက်လာပါတယ်ဖိုးလိမ့်လိမ့်တက်နေတဲ့ထိုးအိမ်ကိုပြန်ရောက်သွားပြီးအသုံးဆောင်တဲ့အိမ်အချိုးကိုအိတ်ထက်ကတော့ရဲကိုလည်းစားဖို့တက်တာတဲ့ထားခဲ့လိုက်ပါတယ်ဒီအကြောင်းကိုချောစုထံရင်ဖွင့်ခဲ့ပေမဲ့အာယုံမဆိုင်မိတဲ့ချောစုကတော့ပေါ်ပေါ်တန်တန်ပြစ်လိုက်တဲ့ခဲလုံးကဖားကိုမှန်သွားမယ်ဆိုရင်အဲ့ဖားရဲ့နာကျင်မှုကိုဘသူတာဝန်ယူမှလည်းပြောနေလို့သူမလည်းအဲ့လိုဖားတကောင်ပဲလို့စိတ်ဆိုးပြီးထွက်သွားပါတယ်နောက်ကလိုက်ချောတဲ့အခါတီတီလျက်နဲ့မားခဲ့တဲ့သူမလည်းအသေးကွဲခဲ့ဘူးတလို့လူတိုင်းကိုလည်းတောင်းပန်ခဲ့ရတယ်ဆိုလို့အကုန်မေးလိုက်ရန်နာချပါတယ်ဆိုချင်းတရအသင်းဝယ်ပေးလို့ရတဲ့ကုတ်အင်းကြီးကိုကိုယ်တိုင်ချုပ်ပေးနေပြီးတငယ်ချင်းတွေဝေဖန်တဲ့လက်သမားဆရာရဲ့ပြည်သူကဖြစ်ခွင့်အင်တာဗျူးမှာဝက်ဆင်ပေးခဲ့ပါတယ်ချောစုရဲ့စာမေးပွဲပြီးတဲ့အထိအပြင်မှာစိတ်လှုပ်ရှားစွာစောင့်နေတဲ့ဆိုချင်းကိုမဆောင်ဖို့မာတာဒီမှာဘာလုပ်နေရလဲလို့စားနောက်ပြန်လာကြပါတယ်ကော်ဖီခွက်ကြီးကင်ပြီးပြုံးနေလို့တယောက်ယောက်နဲ့တွဲနေပြီလားဆိုတဲ့ဖခင်ကအငယ်မပြောတာလားမေးတဲ့အခါသူ့ဘာသာသိတာဆောက်လို့ရည်သမားများလားမေးနေတဲ့အတွက်ပြည်သူကပညာရှင်ဆိုတဲ့ဆိုချင်းကြောင့်တွေးဖို့ဖိတ်ခိုင်းမိမယ်မဖြစ်ဘူးလို့ညင်နေပါတယ်အကုန်စီစဉ်ပေးမယ်အိမ်ကိုဖိတ်ခဲ့ဆိုတဲ့ဖခင်ကြောင့်ချောစုကိုအတိပေးခဲ့ပေမဲ့မင်းနဲ့တွေ့နေရရင်တော်ပြီးမိဘတွေမလို့ဘူးလို့ခေါ်ကြနေပါတယ်ဘာကြောင့်လဲဆိုကနေနေညညလိုက်မေးနေတဲ့ဆိုချင်းတယောက်သူမကိုချစ်တယ်လို့တောင်ပြောဖို့ခက်ခဲနေလားလို့ဖိအားပေးတော့ဆိုချင်းကမင်းသမီးသူကတဒေါင်းသားဆိုတာလဲအသိစိတ်ကအောင်ဆိုလို့ကျမမရှိပဲနေနိုင်လို့လားမေးတဲ့အခါအတူနေကြတဲ့ဆိုရင်တော့လူဆိုတာလောကကြီးတဲ့ကိုတယောက်တည်းလားတယောက်တည်းပြန်ရမှာလို့ကတ်တက်ပြောနေပြန်ပါတယ်ရရကြတော့မဲ့ဆိုချင်းကိုမိဘတွေဆုံးသွားလို့လားတိုင်းပြည်ပြက်လို့လားလို့စားနောက်နေပြီဘာလို့သူ့ကိုအဲ့လောက်သဘောကျနေရလဲမေးတော့သူတို့တွေ့ခဲ့ဘူးတဲ့စတိုးဆိုင်ကိုမှတ်မိလားဆိုတဲ့ဆိုချင်းမမှတ်မိဘူးလို့အတင်းချင်းကထွက်ပြေးခဲ့ပါတယ်ကိုချစ်တဲ့သူနဲ့အိမ်တော်တစ်ခုထူထောင်ခြင်းနဲ့မိန်းကလေးကိုဘာလို့နာကျင်အောင်လုပ်နေတယ်လို့အချိန်ပြည့်လိုက်မိနေလဲဂယူးမဆိုင်တာမို့သူမကောက်ယူလာတဲ့ပပူးရုပ်ကိုခဏလက်ခွဲဖို့ရွှဲပြီးချပေးလိုက်ပါတယ်ဒီတော့မှသူဟာဂတိကိုလွယ်လွယ်နဲ့မပေးရတာဖြစ်ပြီးဘဝဆိုတာဘလောက်ရက်ဆက်လဲမသိပဲယုံကြည်မှုလွန်ကဲနေတဲ့ဆိုခြင်းကသူ့ကိုကြောက်အောင်လုပ်နေရလို့ဆိုပါတယ်အကယ်၍လက်ထပ်ပြီးပဲထားတော့သူတို့ဒီလိုပြောနိုင်ပါတယ်လားမင်းနေတော့စူချင်းရဲ့မိသားစုတွေရောက်လာပါတယ်တမင်တွေ့ဖို့ချိန်ထားတဲ့စူချင်းတယောက်ထားသွားဖို့လုပ်နေတဲ့ချောစုရဲ့လက်ကိုဆွဲထားလိုက်ပြီးစကားတခုမှမစားကြတဲ့ဝိုင်းကနေသူမမရှိပဲလွတ်လပ်စွာပြောဆိုနိုင်ဖို့တန်းနိုင်ငံအကြောင်းပြပြီးထွက်လာခဲ့လိုက်ပါတယ်နောက်ွက်ကစကားဝိုင်းမှာတော့မိဘတွေကရောအိမ်ရောရှိရလားဆိုတဲ့စကားတွေကြောင့်ထားပြန်ဖို့နှုတ်ဆက်နေသူချောစုကိုအလုတ်ဖြုတ်လိုက်ပြီးလို့တင်းမာနေကြပြီးတန်းစင်ခမ်းမှပြန်ရောက်မလာသေးတဲ့စူချင်းကအပြင်ဘက်မှာလဲကျနေတာမြင်လိုက်ရပါတယ်ချောစုကပဲအလင်းမြန်ပွေ့ချီကဆေးရုံပို့ပြီးတော့စိတ်ဖိစီးမှုများလို့တတိလစ်သွားတဲ့အကြောင်းသိလိုက်ရပါတယ်ဆေးရုံကတင်ပေါ်ကနေအာကိုတကြီးပွေ့ဖက်လာတဲ့သမီးဖြစ်သူနဲ့လူညံ့မှုအပြည့်ရှိတဲ့သူ့လုပ်သမားကိုမြင်လိုက်ရသူတတိယစူချင်းတို့ကိုသဘောတူပေးခဲ့တာကြောင့်ဘဝတစ်ခုထူထောင်ဖြစ်ခဲ့ကြပါတယ်ဆက်စချင်းရေနွေဦးမပိတ်မိလို့သူမကိုသူမအပြစ်တင်နေတဲ့စူချင်းရေချိုးတာပြီးပြီလားလို့ခေါင်းစားချေဆုံးအသေးချာစစ်စေးစားနောက်နေပါတယ်တထေးသမတ်ဖြစ်သွားပြီမဲ့အရင်လိုစိတ်တိုင်းမကြရင်အဆအဆုံးပြန်ခိုင်းနေသူချောစုတယောက်သူရောက်ခမမိတ်ဆက်ပေးသူတထေးနဲ့ဆုံခဲ့ပြီးမြေခွက်တစ်ခုမှဘာဆောင်ရင်ကောင်းမလဲမင်းနေလို့တခုခုစောက်မဲ့အစားဒီတိုင်းထားတင်ပြီးအကယ်၍အိမ်ဆောင်မဲ့ဆိုရင်လည်းအတွင်းပြင်မြတ်တော့တစ်ပင်တွေကိုမခုတ်ပဲခြံထားဖို့အကြံပေးပါတယ်နေရာမှာရောက်နေတဲ့ဆိုတဲ့ထင်းရှုပင်ကိုပြရင်ငယ်စဉ်ကကြောက်တုံးအောက်မှာပြနေခဲ့ပေမဲ့အခက်ခဲမျိုးစုံကိုထိုးထွက်ကြီးပြင်းလာတဲ့အကြောင်းချောစုကိုရည်ရွယ်ပြီးချီးကျူးခဲ့ပါတယ်အိမ်ဒီဇိုင်းကိုမချောက်သေးလို့မထီရန်စူချင်းကိုတားတဲ့အခါဒီဇိုင်းကြောင့်ဆွေးနွေးရအောင်ဆိုတဲ့စူချင်းကဒီအိမ်ဒီဇိုင်းကိုဖန်တီးဖို့ဘယ်ကနေစိတ်ကိုစိတ်တန်ရလာလဲမင်းနေတဲ့အတွက်သူ့ဇနီးစီကဖြစ်ပြီးစူချင်းနဲ့မိသားစုအဆင်ပြေနေတာမြင်ကျင်တဲ့အခါတိုင်းသူစ조사ရင်းနဲ့ဖန်တီးမှုတွေပိုကောင်းလာသေးတာလို့ရှင်းပြပါတယ်ဒီတောင်ကုန်းမှာလမ်းလျှောက်ရင်မြေကွက်လက်ကြီးမှာမိသားစုတွေဘလို့နေမလဲစဉ်းစားရင်းကနေအိမ်ရဲ့အတွင်းပိုင်းကိုပုံဖော်ပြင်ဆင်ခဲ့တဲ့သူ့ဖန်တီးမှုအလုံးဟာစူချင်းအတွက်ပဲဖြစ်ပါတယ်စူချင်းဖို့ရဲ့တူကိုပြနေတဲ့ရောက်ခမကဖျားသခင်ဟာလက်သမားတယောက်ဖြစ်ခဲ့ပြီးဒါဟာမြင့်မြတ်တဲ့အသက်မွေးဝမ်းကြောင်းအလုပ်ဆိုတာနဲ့စစ်မှန်တဲ့လက်သမားတယောက်ဟာတက်တာတစ်ချောင်းကိုငင်းခုန်နေရထက်ဘာနဲ့မဆိုဖန်တီးနိုင်တယ်ဆိုတဲ့အရာကိုမြင်နိုင်သူလို့ဆိုပါတယ်စူချင်းကိုအိမ်ရဲ့တိဆောက်ပုံကြောင့်ရှင်းပြခဲ့ပြီးအဲ့ဒီပုံစံတိုင်းအလောက်အထားသူတွေကိုလည်းပြောပြနေသူချောစုတယောက်စူချင်းဝတ်ပေးလိုက်တဲ့အိမ်ကျဲသီးကိုကန်ကြည့်ရင်တည်င်းပေါက်တီမှာတက်မဲ့အလားဆင်ပစ္စည်းကိုထုတ်ပြကသူနဲ့ကျွမ်းကျင်အလုပ်သမားခေါင်းဆောင်တွေကဒီ project ပေါ်အ
ပြေးဝအာယုံစိုက်ထားကြောင်းအသေးစိတ်တင်ပြနိုင်ခဲ့တာမို့စာချုပ်ချုပ်ခွင့်ရလာတဲ့အကြောင်းစုချင်းကိုအသိပေးလိုက်ပါတယ်ဒီလိုနဲ့ချောစုရဲ့လုပ်ငန်းတွေစတင်လာပြီဖြစ်ပြီးဇနီးဖြစ်သူစုချင်းနဲ့လည်းဆဆနနောက်ပြီးပြည့်စုံစွာဖြတ်တန်းနေပါတယ်အိမ်အောင်တဲ့ဘွားကိုကျေနပ်ပျော်ရွှင်နေသူစုချင်းတယောက်တငယ်ချင်းတွေကိုနင်တို့ရောသွားနေကြလမ်းတွေကိုမမတ်မိတော့တာမျိုးဖြစ်တက်လာမိကြည့်လိုက်ပြီးသူမတော့အိမ်ပြန်မဲ့လမ်းကိုရှာမတွေ့တာမျိုးဖြစ်လာတယ်လို့ဆိုပါတယ်တကယ်လဲအိမ်ကိုစန္ဒဝါဝါပြန်လာသူစုချင်းတယောက်အိမ်တော့ကိုလှည့်ဖွင့်နိုင်တဲ့အခါမှာစိတ်သက်သာရရသွားပြီမဲ့အထူးဆန်းဖြစ်နေတဲ့မိဖို့ကြောင့်ပစ္စည်းတွေကြောင့်ကြောင်အားနေစဉ်ရေချိုးခန်းကထွက်လာတဲ့ချောစုကိုမြင်တော့မှသူမယောက်ျားပြစ်စင်နာမှသိလိုက်ရပါတယ်အပူမလွန်ကဲစီမဲ့မိဖို့ကအစအန်နယ်မဖြစ်အောင်ပြင်ဆင်ပေးခဲ့သူချောစုကိုချစ်တဲ့ကြောင်အသိပေးလိုက်ပါတယ်။နောက်ရက်ဗယံမတတွေလုံနေတဲ့အာယုံကျော်ဆရာဝန်စီရောက်သွားတဲ့အခါမကြာခဏတတိလက်သွားတာမျိုးဖြစ်ဘူးလားဆိုလို့တခါကသွေးရနေပြီးမိလဲဘူးတဲ့အကြောင်းဖြစ်ရင်အတန်ဖမ်းထားဖို့လိုလာမိတော့တစ်ချိန်ကျအကူကြီးရနိုင်မယ်လို့ဆိုပါတယ်။ဒါကြောင့်အရင်ကအိမ်တော်ရှိမျိုးသားတယောက်နဲ့ချင်းမိခဲ့တဲ့သူမကိုထိုလူရဲ့မိမကစပင်တွေစောင့်ဆွဲရန်ရှာခဲ့ကြောင်းပြောပြတော့စိတ်ဖိအားတစ်ခုစီပေါ်မူတည်ပြီးပြင်းထန်တဲ့ယောဂလက္ခဏာတွေဖြစ်လာပုံရတယ်လို့ယူဆတဲ့အတွက်နောက်တစ်ပတ်နဲ့ CT scan ဖတ်ရန်ပြန်လာဖို့မှာပါတယ်။ရုံးတဲ့အခန်းနဲ့ဖြစ်သွားတဲ့ချောစုတရားတငယ်ချင်းတွေနဲ့စားနောက်နေချိန်အမျိုးသမီးတယောက်ကိုမြင်ရလို့မျက်နှာပြတ်သွားပါတယ်။လှပတဲ့စုချင်းကဟင်းချက်တော့တော်မဲ့ပုံမပေါ်ဘူးဆိုတဲ့အမျိုးသမီးကိုသူအောက်ခြေဘွားတော်ကလာတော်မကြည့်ခဲ့တဲ့အမေကအခုချိန်ခတ်သားကြငွေလာချီးနေပြန်ပြီလားလို့မေးပါတယ်။နေအောင်မြင်ဖို့ငါစုတောင်းပေးတာမို့ငွေနဲ့လေးနဲ့တုံးတုံမနေနဲ့ဆိုရမိခင်ဟာအမေလူမိုက်တွေစီကငွေချေးထားရင်ထောင်ထဲသွားရမှာပဲဆိုလို့သူမကိုအတိုး900%နဲ့မချေးခဲ့တဲ့သားဖြစ်သူကြောင့်နောက်နေ့မြစ်ထဲမြောက်လာမဲ့အလောင်းကသူမပဲလို့ပြောဆိုထွက်သွားပါတယ်။နောက်တည့်ရက်ဆောက်လုပ်ရေးကွန်ထန်စုချင်းကိုခေါ်လာခဲ့ပြီးသူစောက်မဲ့အိမ်အသစ်မှာဘလို့နေရာဘာထားပြီးနေကြမလဲဆိုတာတွေစိတ်ကူးရင်ပြောပြရင်သူ3နှစ်လောက်မျက်စိကျခဲ့တဲ့ဒီဆောက်လုပ်ရေးပြီးဖို့ခဏပဲစောင့်ပေးဖို့မှာပါတယ်။အိမ်မှာသူ့လုပ်ကိုရှုံးနေသူစုချင်းဟာသဘောကျသွားကြည့်ရင်ဆဲဆိုအခိုင်းခံခဲ့ရတဲ့အမတ်တရဟောင်းတွေရှိရနေရကသူ့ရဲ့လက်ဦးဆရာအဖိုးကြီးထံစုချင်းနဲ့အတူရောက်သွားကြပါတယ်။အသက်9နှစ်အရွယ်မှာသူအကြီးကြီးတက်လက်စားကင်ခိုင်းတဲ့သူ့ဆရာကိုမုန်းတီးခဲ့ပေမဲ့အခုလိုလက်သမားတယောက်ဖြစ်လာခဲ့ခြင်းကြောင့်သွားရောက်နှုတ်ဆက်ခဲ့ပါတယ်။သူ့မိမကတွေးကျင်တယ်ဆိုလို့ခေါ်လာခဲ့ပေမဲ့မင်္ဂလာဆောင်ပြီးမှလာရလာဆိုတဲ့အဖိုးကြီးကချောစုရဲ့လက်ရကိုပပဆက်ဆက်ဝေဖန်နေရနဲ့ထိုနေရာကထွက်သွားပါတယ်။စုချင်းကိုတော့လက်လေးတွေလှကြောင်းနဲ့နေရောက်ကမနဲ့ရောတွေးပြီးပြီလားမင်းနေပြီ။အဲကောင်စောက်ကမအေကိုခွင့်လွတ်ပေးရမယ့်အချိန်ရောက်နေရတော့အခုထိစိတ်ဆိုးနေတော့မယ်လို့ပြောလိုက်ပါတယ်။ဒါကြောင့်ချောစုအိတ်နေချိန်မဖွင့်ရဘူးလို့တားမြစ်ထားတဲ့အန်သွဲကိုရအောင်ဖွင့်ကသူ့ယောက်ျားသိမ်းထားတဲ့ဓာတ်ပုံနဲ့စာရွက်စာတမ်းတွေကိုယူဖတ်ကြည့်နေပါတယ်။နောက်နေ့တရားရုံးရဲ့သိမ်းဆည်းစာရွက်မှာပါတဲ့အိမ်လိပ်စာတိုင်လိုက်သွားပြီမဲ့ချောစုရဲ့အမေကိုမတွေ့ခဲ့ရလို့အမေဟာအမေပဲလို့ချောစုကိုနားချပြီမဲ့သူပင်မသွားရှာထားတဲ့ငွေကိုအကျွေးမဆက်ပေးနိုင်ဘူးလို့ညင်ပါတယ်။ဒါကမှသူ့မိသားစုအိမ်စုချင်းကသာသူ့ရဲ့မိသားစုဆိုတဲ့ချောစုဟာအိမ်အစ်အတွက်သာဒီငွေကိုသုံးမှဆိုတဲ့အတွက်အိမ်အစ်မှနေရင်ရောဒီစိတ်ကြီးနဲ့ပျော်ရမှာလားဆိုတဲ့စုချင်းကိုရိုက်ရန်ဖန်ခွက်ကိုထိုးခွဲလိုက်ပါတယ်။မိဘဆိုတာလူဖြစ်အောင်မွေးပြီးတိုင်းတာဝန်ကျေသွားတာမဟုတ်လို့သူ့ကိုကူညီအောင်နေကိုနဲ့ဘာမှနေလဲလို့အော်ဟစ်နေရနဲ့ငိုနေပြီဖြစ်တဲ့စုချင်းဟာသူကတော့လက်သမားအဖိုးကြီးစီသူ့မိပြစ်ထားခဲ့တဲ့နေ့ကစလို့အဲ့ဒီအမျိုးသမီးအတွက်ငိုစရာမျက်ရည်မကျန်တော့ကြောင်းတောင်းချမ်းပြောပြနေပါတယ်။ခွင့်လွှတ်ခြင်းဆိုတာနှလုံးသားထဲကအခန်းတစ်ခုကိုရိုးရှင်းစွာဖယ်ထုတ်လိုက်တာမျိုးမို့သူမအဖိုးပြောပြဘူးသလိုစစ်မှန်တဲ့လက်သမားဆရာတယောက်ဟာကိုယ်နှလုံးသားမှာအိမ်တစ်လုံးစောင့်နိုင်သူဖြစ်ပြီးချောစုကတော့တေချာစောက်ထားတဲ့အိမ်ထဲမှာအခန်းပြေကိုမိခင်အတွက်အမုန်းတရားတွေသာဖြည့်ထားတာလို့ဆိုရင်ခွင့်လွှတ်ဖို့ခက်ခဲမှသိပေမဲ့အိမ်တော်တဲ့တယောက်နဲ့ရှုံမိခဲ့တာလက်သမားတယောက်နဲ့လက်ထပ်ခဲ့တဲ့သူမကိုဖခင်ဖြစ်သူကလွယ်လွယ်ကူကူခွင့်လွှတ်ပေးခဲ့တာကိုပြန်တတိယမိပြီးခွင့်လွှတ်ခြင်းဆိုတာနှလုံးသားထဲကအမုန်းတွေကိုအခန်းချင်းနဲ့ထည့်ပေးလိုက်တာမျိုးလို့အေးဆေးစွာရှင်းပြပါတယ်။ဒါကြောင့်ထောင်ချနေတဲ့မိခင်ကိုတော့တွေ့ခဲ့ပေမဲ့နေလဲနေအဖေလို့ဂိယူနာတရားမရှိတဲ့သားပဲဖြစ်ပြီး19နှစ်သမီးရွယ်တုန်းကကိုဝင်ကိုဖျက်တာချခဲ့ရင်အမေမရှိပဲနင်းဘလို့ကြီးပြင်းလာလဲကြီးကျင်သေးတာမို့တေမလာတွေ့ရန်မောင်းထုတ်လိုက်ပါတယ်။ဒါပေမဲ့သူချင်းကြောင့်ပဲအကျွေးရှင်လူမိုက်တွေကိုသူတို့အိမ်မက်နဲ့လဲလှယ်ပေးခဲ့လိုက်ပြီးအစီအစဉ်တွေပြတ်ကုန်ပြီဆိုတဲ့ချောစုကိုသူမငွေရှင်းပေးပါမယ်ဆိုကဘာမှမဖြစ်ခဲ့သလိုဖဲချက်တွေရွေးဖို့စားနောက်အားပေးနေပါတယ်။ဒါပေမဲ့တပတ်နဲ့ပြန်လာခိုင်းတဲ့ဆရာဝန်ထံနေသားတွေမမတ်မိသူဆိုခြင်းတယောက်နှစ်ပတ်ကြာမှရောက်သွားပြီးညီမရင်ရဲ့အသက်ကိုတော့မမတ်မိတဲ့ဆိုခြင်းကို MRI စက်နဲ့ scan ဖက်ကမိပိုက်ကအချက်ပြမိအယောင်တွေလွယ်ကူတဲ့တင်ချကနန်းတွေအဖြေပေးခိုင်းပါတယ်။အလောက်ရောက်လာတဲ့ဆိုခြင်းကိုဌာနမှူးကသတင်းကောင်းလားသတင်းဆိုးလားမသိကြောင်စီးပြောလို့ကြည့်လိုက်တော့သူမနဲ့ညှိဆုံမှုတဲ့ရောင်မင်းဆိုသူကိုမြင်လိုက်ရပါတယ်။အခန်းတကားကိုပိတ်ခိုင်းလိုက်ပြီးပြင်သစ်ရုံွယ်ပိတ်လာပြီးမို့အလုပ်တူလုပ်ရတော့မယ်ဆိုတဲ့ရောင်မင်းကအရင်အခြေအနေနဲ့စန့်ကျင်ဘက်အဖြစ်သူကလူလို့ဆိုခြင်းက
အိမ်အောင်တဲ့ဖြစ်နေပြီလို့ဆိုပါတယ်သူဘူရာကိုမလာခဲ့တဲ့နေ့ကြောင်ပြန်ပြောနေလို့သူမဘာမှမမိတော့ကြောင်ခက်ပြက်ပြက်ဖြေကပုံမှန်အလုပ်တွေကိုပဲဆက်လုပ်နေခဲ့ပါတယ်ပြည်သူကပညာရှင်ချောစုရဲ့သတင်းစာတွေကိုကိုယ်နဲ့ထိုင်ကပ်နေသူဆိုချင်းတရမိဖို့ကြောင့်ကိုထသွားပြီးရေခဲတစ်တာတွေဖွင့်အိမ်ပြင်တကားတွေလိုက်ဖွင့်ကတစ်ချိန်လုံးနောက်မှရှိနေသူချောစုကိုရှင်ပဲရောက်နေရလဲလို့ထူးဆန်းသွားမိပါတယ်ဒါကြောင့်ဆရာဝန်ဘာပြောလဲဆိုတဲ့အခါနောက်ပတ်မှပြန်လာဖို့နဲ့ကိုယ်တိုင်ကပ်နေတဲ့သတင်းစာတွေကချောစုလုပ်ပေးထားတာလားလို့ပြန်မိပါတယ်ဆရာဝန်စီပြန်ရောက်လာတော့စစ်စစ်ကြအလုံးရဲ့ရလကပုံမှန်မဟုတ်တဲ့အသားသားတွေအုံနောက်သွေးကြောထဲမှာပိတ်နေတဲ့ဆိုချင်းထက်မှာအရန်ရှားပါတဲ့အဲတိုင်းမလက္ခဏာရှိနေပြီလို့အဖြေရလာပါတယ်အသက်29နှစ်အရွယ်သူမအတွက်ဖြစ်နိုင်ပါမလားထပ်ပြီးတော့ဖြစ်နိုင်တယ်ဆိုတဲ့ဆရာဝန်ကရုပ်ပိုင်းဆိုင်ရာမပြတ်သေးခင်စိတ်ပိုင်းဆိုင်ရာသိဆုံးတော့မှာမို့ကြိုတင်ပြင်ဆင်ထားရတဲ့စေပညာဟာယောဂကိုနှိကွေးစေုံသာလုပ်ပေးနိုင်ပြီးလက်ရှိအလုပ်လုပ်နေလဲအနားယူလိုက်ပါဆိုတဲ့စကားတွေကြောင့်ဝမ်းနဲ့သွားငိုပြီးပြန်လာပါတယ်စီမံခန့်ခွဲမှုထက်ဖုန်းကလုံးနှိပ်ဖို့တောင်ခက်ခဲလာမှာဖြစ်ပြီးမိသားစုတငယ်ချင်းတွေနဲ့ကိုယ်တိုင်ကိုယ်ကြအပြင်အမတ်တရအားလုံးလုံးဝပျောက်ကွယ်သွားလိမ့်မယ်ဆိုတဲ့ယောဂဆိုးကြီးကြောင့်ရှုံးပွဲချငိုမိလိုက်ပါတယ်အလောက်ကပြန်လာတဲ့ချောစုကိုတော့ဘာမှမဖြစ်သလိုပြုံးပြနေပေမဲ့ဆရာဝန်ပြောလိုက်တဲ့စကားတွေကြောင့်သူမအလုံနိုင်ရင်ကောင်းမလားစကားစားကြည့်တော့သူလည်းသဘောကျတယ်ဆိုတဲ့ချောစုကအလုတ်ပင်မရင်ထွက်လိုက်ပါသူပဲရှာကျွေးမယ်လို့ဆိုပါတယ်တခါမှမစင်စားခဲ့ကြတဲ့ခလေးယူဖို့ကိုလည်းတိုက်တွန်းနေသူစုချင်းတယောက်သူမကိုဖဲချက်တွေနဲ့ကစားပြပါအောင်ဆိုလို့သူမစောပြစေခြင်းတဲ့အတိုင်းစောပြနေတဲ့ချောစုရှိမှမျက်ရည်မကျခင်ထထွက်သွားပြီးအိမ်ပြင်ဘက်မှာထိုင်ကုန်နေခဲ့ပါတယ်နောက်ရက်စာမျက်နှာတိုင်းကသူမကိုယ်တိုင်ဆွဲထားတဲ့ချောစုရဲ့ပုံတွေနဲ့ပစ္စည်းတွေသိမ်းယူခဲ့ပြီးအိမ်ရဲ့ဝေယဝက်စားတွေလောက်ခနေလက်သာပြင်ဆင်ပေးသူစုချင်းကိုအိမ်မှာမပြင်းဘူးလားမေးပေမဲ့အဆင်ပြေတယ်လို့သာနှုတ်ဆက်လိုက်ပါတယ်အလုံးမသွားခင်အထိအမျိုးမျိုးစားနှောက်နှုတ်ဆက်သွားသူချောစုကိုလိုက်ကြည့်နေပြီးနေလက်ဘက်အိမ်မှာအိတ်နေတဲ့သူမကိုသူ့ကြောင့်အလုံးထွက်သွားတာလားဆိုတဲ့ရောင်မင်းကြောင့်အချိန်လေးကိုရှင်းပြရန်ရုံးလာခဲ့မယ်လို့အကြောင်းပြန်လိုက်ပါတယ်အလုံးကိုနေလက်သာထုတ်လာတဲ့ချောစုကဘာတွေပါလဲလို့ဝိုင်းစားနှောက်နေလို့ဖွင့်ကြည့်တော့အပေါ်အောက်နှစ်ဘူးစလုံးမှာထမင်းတွေသာထည့်ပေးလိုက်တာမြင်လိုက်ရပါတယ်ရုံးသွားနေတဲ့သူချင်းကသူမဘဲကိုဦးတည်နေလဲမမှတ်မိတော့ပဲမူးဝေလာတာကြောင့်ဖုန်းထုတ်ယူလိုက်ပေမဲ့ဘလို့အလုပ်လုပ်ရမှန်းမသိပဲလမ်းဘေးမှာထိုင်ကုန်နေပါတယ်ပုံမှန်မဟုတ်တဲ့ဇနီးဖြစ်သူကြောင့်ဆရာဝန်စီကတိသွားတဲ့ချောစုဟာစုချင်းရဲ့ယောဂကိုလက်မခံနိုင်ဖြစ်နေပြီးတေချာရက်လာမေးနေရကြောင်းနောက်ဆရာဝန်ပြခိုင်းနေတဲ့ဆရာဝန်ကိုပြဿနာရှာနေပြီမို့ဆရာဝန်ရဲ့မိန်းမကလည်းထိုယောဂနဲ့ဆုံးသွားတာဖြစ်ကြောင်းဘေးလူတွေကဝင်ရှင်းပြပါတယ်စေပညာအရပြောင်းအောင်ကိုပေးနိုင်မယ်ထင်နေသူချောစုဟာဒီရှားပါယောဂခံစားခဲ့ရတဲ့သူ့ဇနီးတုန်းကလည်းသူတို့စားတွေ့တဲ့နေရာကိုမှတ်မိနေလို့ဝမ်းသာပြီးမျက်ရည်ကျလို့မဆုံးခင်ရှင်ကဘသူလဲဘာလို့ငိုနေရလဲလို့ပြောခဲ့ကြောင်းရှင်းပြပါတယ်စုချင်းကတော့ရဲတယောက်ခေါ်လို့လိုက်သွားနေပြီးချောစုတယောက်လမ်းဘေးမှာကြာနေတဲ့သူ့မိန်းမဖုန်းကိုအခြားတယောက်ပြန်ဖြေနေတာကြားလိုက်ရပါတယ်စုချင်းရဲ့မျက်လုံးထဲမှာသူမအဆက်ဟောင်းရောင်မင်းကိုတော့မှတ်မိပြီးပြုံးပြနေတဲ့အတွက်ဘလို့ရှင်းပြရမှမသိတဲ့ရဲလဲစုချင်းကိုအပ်ခဲလိုက်ပါတယ်လမ်းပေါ်ကမိန်းကလေးတွေကိုသူ့ဇနီးအမတ်နဲ့အသေးအံလိုက်ရှာနေချိန်မှာရောင်မင်းနဲ့စကားပြောနေတဲ့စုချင်းတယောက်မှတ်ညံတွေပြန်ပေါ်လာတဲ့အတွက်တက်စီနဲ့ထွက်သွားပါတယ်ချောစုရောက်လာတော့ဘေ့စ်ဘောရိုက်နေတဲ့စုချင်းကိုတေချာအာယုံစိုက်ဖို့စားနှောင်းနေပေမဲ့မျက်နှာပြက်နေရကြောင်းရှင်သိသွားပြီလားလို့မေးပါတယ်ဘာကိုလဲလို့ပြန်ပြီးတော့သူမကောင်းထဲမှာခဲပြက်တစ်ခုရှိနေလို့လမ်းခွဲရအောင်ဆိုတဲ့စုချင်းကအမြဲတမ်းတယောက်ထဲတော့ပြောနိုင်မှာမဟုတ်ပဲမှတ်ညံမရှိတော့မဲ့သူမဟာအချင်းနဲ့အရာအလုံးကိုမေ့သွားမဲ့ပြောနေရကြောင်းပထမဆုံးပြည်သူကဆောင်ပွဲကိုတော့အောင်ဖြေထားတာမို့ညံကောင်းတဲ့သူကအကုန်မှတ်ပေးထားမှာပေါ့လို့ဖြေသိပ်ပြီးပါတယ်ကုသနေရှိဦးမှဖြစ်လို့စိတ်မပူရန်အားပေးနေပေမဲ့တိမ်ဝင်သွားတဲ့အတန်ကြောင့်ငိုတန်လေးနဲ့ရှင်ကမိဘတွေတည်သွားလို့လားတိုင်းပြည်ပြတ်သွားလို့လားလို့ပြန်စားနောက်ရင်သူမကိုထွက်သွားခွင့်ပေးဖို့တောင်းဆိုနေပါတယ်စုချင်းမိသွားရင်တော့မှတ်မိအောင်ပြန်ချိုးသားရင်အစကချစ်ခွေးပန်တဲ့အခါသူ့ကိုငင်းနိုင်မှာမဟုတ်တဲ့စုချင်းနဲ့နေ့တိုင်းဘဝအသစ်ပြန်စမယ်ပြောပေမဲ့မကြခင်အားလုံးမိသွားတော့မဲ့သူမဟာချောစုကိုခေါင်းထဲကထုတ်လိုက်သလိုသူမစိတ်ဝိညာဉ်လည်းပျောက်ကွယ်သွားတော့မှမို့ကြောက်တယ်လို့ထိုင်ကုန်နေပါတော့တယ်သူနဲ့အတူရှိပြီးရင်သူကမှတ်ညံနဲ့နှလုံးသားဖြစ်ပေးမယ်လို့အားပေးကထိုနေရာကခေါ်ထုတ်လာခဲ့ပြီးအိမ်ရဲ့နေရာမလက်မှာမှတ်စုတို့တွေနဲ့သူတို့တပ်ပုံတွေကိုမှတ်သားပေးပါတယ်အိမ်လိပ်စာကိုတော့စူးစမ်းမှတ်နေရတဲ့စုချင်းကိုစိတ်တိုက်တော့အခုမှတတ်တသွားသလိုခံစားရတယ်ဆိုလို့လိပ်စာနဲ့နာမည်ကိုလဲပေးမှဆွဲပေးခဲ့ပြီးအလုပ်သွားဖို့ပြင်တဲ့အခါဒီညနေ6နာရီရှင်းမေမွေးနေ့အတွက်လူအားလုံးဖိတ်ထားလို့အမိပြန်လာဖို့မှာပါတယ်သို့ပေမဲ့ဘာတွေရေးချစ်တာမှမသိတဲ့ပြက်ကလေးကိုဝေဝါးစွာကြည့်နေစဉ်တကားခောက်တန်ကြောင်ဖွင့်ကြည့်တော့ပစ္စည်းတွေပြန်လာပေးတဲ့ရောင်မင်းဟာအိမ်ထဲအတင်းဆွဲခေါ်ရေချိုးခိုင်းနေရကြောင်းဟိုနေ့ကလမ်းမှာဘာဖြစ်ခဲ့လဲမှတ်မိလားလို့မေးပါတယ်အိမ်ပြန်ရောက်လာတဲ့ချောစုဟာသူ့မိမကိုအစဉ်ပြေရလာမေးနေသူရောင်မင်းနဲ့သူ့ကိုတော့မမှတ်မိတဲ့သူချင်းကြောင့်စိတ်မထိန်နိုင်တော့ပဲရီးသားဟောင်းကိုဒရိတ်ဆန်လို့ထိုးနှက်ကန်ကြောက်ပါတော့တယ်နောက်ကလိုက်ကြည့်နေတဲ့သူချင်းဟာပေါ်လိုက်ပြောက်လိုက်မှတ်ညံတွေကြောင့်မူးဝေလာပြီးချောစုကတော့ငါနဲ့မှပျော်တာဆိုတဲ့ဟိုဘဲကိုပိုပျော်သွားအောင်အသေးလဲထိုးနေချိန်ထိတ်ထားတဲ့လူကြီးတွေအားလုံးရောက်လာတာမြင်လိုက်ရပြီးစုချင်းနဲ့မိလဲသွားပါတယ်အခုမှအကြောင်းဆုံးသိတဲ့စုချင်းရဲ့အဖေလဲသူတို့သမီးကိုပြန်ခေါ်သွားမယ်လို့အသိပေးပေမဲ့သူ့သမီးကိုသူပဲစောင့်ရှောက်မယ်ပြောနေချိန်အိတ်ခမ်းထဲကထွက်လာပြီးဘာတွေဖြစ်နေ
နေရလဲမေးတဲ့စုချင်းဟာစီးတောင်မထိန်နိုင်ဖြစ်နေလို့ချောစုကပဲသူ့အိမ်နဲ့ချွတ်တုပ်ပြီးရင်ထိုင်ငုံနေခဲ့ပါတယ်။အဲဒီနောက်စိတ်ပြည့်လက်ပြောက်အလောက်ခံနဲ့ဆင်းလာပေမဲ့စုချင်းရဲ့ယောဂအတွက်ငုံနေမိပြီးအိမ်ပုံတန်ငယ်လေးပြင်ဆင်ပြီးတော့နေအောင်ပိုရချင်တဲ့အတွက်ပြတင်းပေါက်ချက်ပေးရန်တောင်းဆိုပါတယ်။အလောက်သွားကနေသူ့ကိုရောင်မင်းလို့လမ်းခေါ်တဲ့ဇနီးယာဘာမှမဖြစ်သလိုပြန်လှည့်ပြုံးပြတော့ရှင်းကိုချစ်တယ်လို့ပြောနေရတဲ့အိမ်စောစောပြန်ခဲ့မယ်လို့အတိပေးကအိမ်ပြင်မှာထွက်ငုံနေပါတယ်။သူ့မျက်လုံးကိုတက်တက်ကြည့်ပြီးရီးသားအောင်နာမည်နဲ့ချစ်တယ်ပြောခဲ့ကြောင်းဆရာဝန်စီရင်ဖွင့်တဲ့အခါသူ့မညံထဲမှာကြံနေသေးတဲ့အရာတတ်ပဲလို့ရှင်းပြပါတယ်။အလောက်ထဲမှာလည်းစိတ်မပါလို့ထွက်လာခဲ့ပြီးအိမ်မှာနာယီကြည့်နေကအစမတ်သူတို့တွေလိုက်ကြည့်ရင်ချောစုနဲ့သူမတပ်ပုံကတဆင့်အတုံးဆောင်ပစ္စည်းတွေကနေပြန်မမိသွားတဲ့စုချင်းရဲ့ခေါင်းနဲ့ချောစုနဲ့စတွေ့ခဲ့တဲ့ပုံရိပ်တွေပြန်ပေါ်လာပြီးရှာကြည့်တဲ့ငယ်ငိုပါတော့တယ်။ချောစုအိမ်ပြန်ရောက်လာတော့စပွဲပေါ်ကစုချင်းရဲ့လက်ရည်နဲ့ဆာရွက်ကိုသာမြင်ရပြီးနာကျင်အောင်လုပ်ဖို့မရည်ရွယ်ခဲ့တာမို့အထက်ထက်တောင်းပန်ကြောင်းနဲ့ချောစုကိုအမြဲပြောစေခြင်းနဲ့သူမဟာဒုက္ခတွင်နဲ့ဆွဲခေါ်သလိုဖြစ်နေပြီမို့ငိုနေတာတွေမမြင်တွေ့လို့တော့ပဲသူမမမိသမျှသူမချစ်ခဲ့သမျှဟာချောစုတယောက်တည်းဆိုတာအခုလေးတင်ပြန်မမိလာတဲ့မှတ်ညံတွေပြန်ထွက်မသွားခင်စာရေးချလိုက်ပါတယ်။သူမမေ့တက်လို့ချောစုနဲ့စားဆုံဖြစ်ခဲ့ပေမဲ့အခုလည်းမေ့တက်လုံးနဲ့သူမဟာအကောင်းဆုံးဆုလက်ဖြစ်တဲ့ချောစုကိုထားခဲ့ရတော့မှဖြစ်ပေမဲ့အပြုံးရည်နဲ့အငွေတက်ကိုတော့သူမခန္ဓာကိုယ်ကမောင်းထုတ်လို့မရနိုင်တဲ့အတွက်တီးသက်မှတ်သားနေကြမလို့တဲ့ဘဝရဲ့အစိတ်ပိုင်းဖြစ်ယူသွားတော့မှဖြစ်ပြီးအရာအလုံးတို့တောင်းပန်ပါတယ်ဆိုကအမတ်တရတပ်ပုံအလုံးသိမ်းယူသွားရင်နောက်ဆုံးတောင်းဆိုမှုအဖြစ်စုချင်းရဲ့အဖေထံကကွာရှင်းစာချုပ်ကိုလက်မှတ်ထိုးခိုင်းခဲ့ပါတယ်။စုပ်ပြက်ပြစ်လိုက်တဲ့ချောစုဟာတဘွားလုံးပင်မဆင်းရဲခဲ့ပြီးမှအနာဂတ်ကောင်းတစ်ခုစီရောက်လာပြီပဲမို့အရာအလုံးကိုလွှတ်ချလိုက်ကြမလို့ပဲအလုတ်ပြန်လုပ်ရမှာပဲမဲ့စုချင်းသူ့ကိုလုံးဝမေ့မသွားခင်ပြောပြချင်တာရှိသေးရဲ့လို့ဆိုပါတယ်။အဲဒီနောက်ရဲစခန်းမှာလူပြောက်တိုင်ချက်ဖွင့်ကသူ့ဇနီးထားခဲ့တဲ့လက်ကျန်ဓာတ်ပုံတွေရှိအတိတ်ပဲမဲ့သောအချိန်ကုန်နေခဲ့ပြီးစုချင်းရေးခဲ့တဲ့စာရွက်နဲ့အသက်မဲ့သောထိုင်နေတဲ့သူ့စီကနေမိချစ်တောင်းမရတဲ့အင်ချီရမဲ့ဟာအချစ်နဲ့ပတ်စံဆိုတာမိချစ်မရှိရင်အတုံးမွေနဲ့ဆလိတ်တဖွဲမှုမင်းရဲ့ဝမ်းနဲ့မှုတွေကိုလည်းအတုံးမွေရင်လွှတ်ပြလိုက်လို့တရားပြနေပါတယ်။ချောစုကတော့စုချင်းရဲ့ဗပုပုံတူလေးကိုကန်ကြည့်ရင်အတူရှိခဲ့ဘူးတဲ့နေရာထံသွားကသူ့ကိုအခွင့်အရေးလေးတောင်မပေးခဲ့ပဲတယောက်တည်းထားခဲ့ရတယ်လို့အပြစ်တင်နေမိပါတယ်။အိမ်ကစာတိုက်ပုံထဲမှာသူ့လိပ်စာထံဂန်နန်းကပို့ထားတဲ့စုချင်းရဲ့စာကြောင့်ထွက်လာလိုက်ပြီးထိုစာထဲမှာထူးထူးခြားခြားအကုန်ပြန်မှတ်မိနေတဲ့စုချင်းဟာနောက်ဆုံးအချိန်မှတ်မိနေရလဲဖြစ်နိုင်လို့အကျွေ90နဲ့ဝယ်တောက်ခဲ့ဘူးတဲ့ကိုလာဘူးကအစခရစ်စမတ်ဟာဘယ်နေ့လဲမှတ်မိလာချိန်မှာညီတူညီမျှဖြစ်အောင်သူမကိုလည်းမေးလိုက်ဖို့နဲ့တယောက်ယောက်နဲ့ရှေ့ဆက်ပြီးသူမကိုလိုက်ရှာမနေဖို့ရေးပို့ခဲ့တာဖြစ်ပါတယ်။ဂန်နန်းအထိရောက်သွားတော့စုချင်းသဘောကျဆုံးအမွှေးရစ်ကိုတုံလိမ့်လိုက်ပြီးအခုညီမပိုင်ရင်အဝတ်စားတော့မွေးနိုင်တော့ဘူးဆိုတဲ့ဇနီးဖြစ်သူရဲ့အခန်းကိုလေးကန့်သွားလိုက်သွားပါတယ်။ပုံတွေအားလုံးကိုစုပ်ပြဲပစ်ခဲ့တဲ့စုချင်းဟာသူနဲ့တွဲရိုက်ထားတဲ့ဓာတ်ပုံတစ်ပုံကိုတော့ခြံထားပြီးလာသာတော်မှာဧည့်သည်ရောက်နေရပြောလို့လက်ကြည့်လာတဲ့စုချင်းရဲ့ပုံဆွဲစာအုပ်ထဲမှာတဖြည်းဖြည်းနဲ့ဝေဝါးလာတဲ့ပုံတူပကြီးတွေဖြစ်လာပါတယ်။သူ့ကိုမမမိဘူးလားမေးတော့အချင်းချင်းသိကြလို့လားဆိုတဲ့အတွက်သူ့နာမည်ကိုပြန်မိတ်ဆက်ပေးလိုက်ပါတယ်။နေ့လက်သာစားနေသူစုချင်းဟာဒီအနက်ကိုတနေရာမှာရဖို့ပေမဲ့သူမအိမ်မက်ထဲကလားမှတ်ညံကလားလို့တွေးနေရင်ချောစုကိုဘာလို့ငိုနေရလဲမေးနေရကြောင်းမျက်မှန်ကောက်တက်လိုက်ပါတယ်။အဒီနောက်စုချင်းကိုခရီးတစ်ခုခေါ်သွားလို့ရမလားမေးကသူတို့နှစ်ယောက်စတွေ့ခဲ့တဲ့စတိုးဆိုင်ရှိခေါ်လာပြီးတကားဖွင့်ကကိုလာဘူးကိုဖောက်ပြတော့တခုခုတွေးနေတဲ့စုချင်းကသူ့ကိုရောဆိုင်ထဲမှာရှိနေတဲ့သူမဆရာဝန်နဲ့မိဘတွေကိုလိုက်ကြည့်ရင်ဒါကကောင်းကင်မုံလားဆိုလို့ဟုတ်တယ်လို့ဖြေကဆိုင်ထဲကခေါ်ဆောင်သွားပါတယ်။စုချင်းအတွက်ပပူးရုပ်လေးကိုပြရင်ချစ်တယ်လို့အတိပေးလိုက်ပြီးဘဝတစ်လျှောက်လုံးချစ်ရတဲ့ဇနီးနဲ့အတူဖြတ်သန်းမဲ့လမ်းကိုရွေးချယ်လိုက်ပါတယ်။